channel နဲ့ lane ဆိုတာများသောအားဖြင့်လှပတဲ့ဘန်းတိုင်းတွေစီကိုဦးတည်နေတာဖြစ်ပါတယ်အခက်အခဲတွေကကျွန်တော်တို့ကိုအမြင်တွေပွင့်စေပါတယ်သင်ကယောဂကြီးတစ်ခုကနေပြန်ကောင်းလာတာပဲဖြစ်ဖြစ်သင်ရဲ့ကားပိန်ပေါက်သွားတာပဲဖြစ်ဖြစ်သင်ရဲ့အိမ်ကောင်မှုကငုံနှုံတာပဲဖြစ်ဖြစ်ဒါတွေကဖြစ်မလားမဖြစ်ပြဿနာတွေလို့မထင်ရပါဘူးအခက်အခဲတွေကကျွန်တော်တို့ကိုကျေးဇူးတင်တတ်အောင်သင်ကြားပေးပါတယ်ပြဿနာတစ်ခုပဲဖြစ်ဖြစ်အခက်အခဲတစ်ခုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဆုံးရှုံးမှာကိုကြုံလိုက်ရတဲ့အခါမှာဘဝမှာရှိနေတဲ့အရာတွေကိုတရားရမ်းမှုကျေးဇူးတင်လာခဲ့ပါတယ်အခက်အခဲတွေကကျွန်တော်တို့ရဲ့ပုံကွယ်နေတဲ့အလားအလာတွေကိုထုတ်ပေါ်ပေးပါတယ်အရန်ကိုခက်ခဲတဲ့အခြေအနေတစ်ခုကနေပြန်ပြီးရုန်းထပြီးတဲ့နောက်မှာကျွန်တော်တို့ကစိတ်ပိုင်းဆိုင်ရာမှာခန္ဓာရည်အားရှိလာခဲ့ပါတယ်ဘဝကြီးကသင်ကိုမျိုးစုံစမ်းသပ်ပြီးသင်ကအောင်မြင်ပြီဆိုတာနဲ့နောက်တဲ့စိန်ခေါ်မှုတစ်ခုအတွက်သင်ကအဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်ပြဿနာတွေနဲ့အခက်အခဲတွေကကျွန်တော်တို့ရဲ့အကောင်းဆုံးဆိုတဲ့အခြေအနေတွေကိုဆွဲထုတ်ပေးပါတယ်တခါတလေမှာဘဝမှာဖြစ်လာတဲ့ပြဿနာတွေဆိုတာကဘဝကြီးကသင်ကိုတချို့ကိစ္စတွေကိုလှုပ်ဆောင်သင့်နေပြီဆိုတဲ့သဘောမျိုးပြောပြနေတာဖြစ်ပါတယ်ခက်ခဲတွေကသင်ကိုတန်ဖိုးရှိတဲ့သင်ခန်းစာတွေသင်ကြားပေးနိုင်ပါတယ်ဒါမှတူညီတဲ့အမှားမျိုးကိုအနာဂတ်မှာထမ်းမလုံးမိမှာဖြစ်ပြီးတော့မှမြန်မြန်ဆန်ဆန်ကိုပဲအောင်မြင်နိုင်မှာဖြစ်ပါတယ်